ဒီနေ့ကျွန်တော်ညက်ပြမှာတော့ high fade grid hairstyle ဖြစ်ပါတယ်ပထမဆုံး 4.5 mm နဲ့တစ်ကောင်လုံးကိုထိုးပေးရမှာဖြစ်ပါတယ်အဲ့လိုထိုးပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့trimmer set နဲ့ high fade ရဲ့ guideline ကိုဖော်မှာဖြစ်ပါတယ်အဲ့လို guideline ဖော်တဲ့နေရာမှာလည်းညီညာနေဖို့လိုပါတယ်အဲ့ဒါမှ fade color မှာဖြစ်ပါတယ်ပြီးပြီဆိုရင်ကျွန်တော် clipper အချက်ကြီးကိုတစ်ဝက်မှာထားပြီးမှtrimmer line ကိုဖြည့်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော် clipper ရဲ့အချက်ကြီးကိုပိတ်ပြီးမှအောက်ကမဲမဲရေးလေး line လေးကိုဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့လိုဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့3 mm ကပ်ပြားကိုတက်ပြီးတော့အချက်ကြီးကိုတစ်ဝက်မှာထားပြီးတော့ဖြည့်ပေးရမှာပါအဲ့လိုဖြည့်တဲ့အချိန်မှာအပေါ်က4.5 တိုးထားတဲ့ line ကိုကျော်လို့မရပါဘူးပြီးရင်3 mm ကပ်ပြားကိုအချက်ကြီးကိုပိတ်ပြီးမှပြန်ဖြည့်ရမှာဖြစ်ပါတယ်အဲ့လိုဖြည့်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ 0.5 ကိုတက်ပြီးမှအချက်ကြီးကိုတစ်ဝက်မှာထားပြီးမှဖြည့်ရမှာဖြစ်ပါတယ်ဖြည့်တိုးလေးထိုးရမှာပါထိုးပြီးသွားပြီဆိုလို့ရှိရင်အချက်ကီကိုပိတ်ပြီးမှအောက်ကမဲမဲလေးကိုပြန်ဖြည့်ရမှာဖြစ်ပါတယ်ဖြည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အမင်းမိန်ပြန်လိုက်ရမှာဖြစ်ပါတယ်အမင်းမိန်လိုက်တဲ့အချိန်မှာတော့အချက်ကီကိုဖွင့်ပိတ်ကစားပြီးမှဖြည့်သွားရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့အောက်ကချန်နေတဲ့စပင်ကို trimmer set နဲ့ပြောင်းနေအောင်ရိပ်ပေးရမှာဖြစ်ပါတယ်ပြီးရင်ပေါ်သပင်ကိုကျွန်တော်တို့ blending လိုက်မှာဖြစ်ပါတယ် blending လိုက်ပြီးတော့ရင်ပေါ်သပင်ကိုကျွန်တော်တို့လက်ဆွဲညှပ်တော့မှာဖြစ်ပါတယ်လက်ဆွဲညှပ်ပြီးတော့ဆိုရင်တော့ကျွန်တော်တို့ပြီးတော့ပါပြီဒါတော့ထွက်လာတဲ့ result လေးဖြစ်ပါတယ် high fade grid hairstyle မှာโอเคပါကျွန်တော်ဗီဒီယိုလေးကကျိုးရှိရဆိုရင် comment မှာကျွန်တော်ကိုတဲလေးတွေလက်ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်